မျက်လုံးရှိရဲ့နဲ့သူများအပြစ်ကိုပဲမြင်တတ်တာအကုသိုလ်မျက်လုံးပါနားရှိပါရဲ့နဲ့သူများဒုက္ခကိုသာကြားကျင်တာအဲ့ဒါအကုသိုလ်နားပါပါးစပ်ရှိပါရဲ့နဲ့တစ်ဖက်သားမကောင်းကြောင်းကိုကောင်းကြောင်းပဲပြောတတ်တာအကုသိုလ်ပါးစပ်ပါလူတချို့ဟာကိုယ့်ဘက်ကိုကြည့်ရင်မျက်စိတစ်ဖက်ကန်းနေကြပါတယ်သူတော်ဘာတိုးတက်ကြီးပွားကြောင်းကြားရရင်နားတစ်ဖက်ကကန်းနေကြပါတယ်သူတော်ဘာကောင်းကြောင်းပြောဖို့ကြုံလာရင်နှုတ်ဆက်ပြီးတော့အနေတတ်ကြပါတယ်လောကကြီးမှာလူပီသားဖို့ရာကိုချင်းစာတရားထားတတ်မှလူဟာလူနဲ့တူမှဖြစ်ပါတယ်ဒါကြောင့်တစ်ဖက်ဆောင်နှင်းပြီးတစ်ဖက်ပိတ်နေတတ်တဲ့အထဲမှာကိုမပါပါစေနဲ့စိတ်ထားလာ၍ဘဝလာကြပါစေဗျာအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ